ပြောမတော်တခွန်းကြောင့်အောင်မြင်နေစမှာပဲထိမ့်သိမ်းခံလိုက်ရတဲ့အုံတိုင်းပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဖန်နီကင်မှာနာမည်ကြီးတဲ့အုံတိုင်းကလွန်ခဲ့တဲ့ရက်ပိုင်းကပဲအဖမ်းခံလိုက်ရပါပြီအာတာဗီဒီယိုလေးတွေတင်လေးရှိတဲ့အုံတိုင်းကရွေးကောက်ပွဲစကားကိုဝေဖန်မိတာကြောင့်အဖမ်းခံရတာဖြစ်တယ်လို့ဆိုပါတယ်ဖန်နီကင်ဆိုတဲ့ဟာတာဗီဒီယိုလေးတွေကိုတင်တဲ့ channel တစ်ခုမှာအုံတိုင်းတွက်လက်စူပါလင်းတို့၃ယောက်လုံးကအတွင်းညီညီတရုပ်ဆောင်ခဲ့ကြပါတယ်အခုတော့တွက်လက်နဲ့စူပါလင်းတို့တရုပ်ဆောင်တဲ့စကားကိုဝေဖန်မိတာကြောင့်အုံတိုင်းကအဖမ်းခံလိုက်ရပါတယ်။ရွေးကောက်ပွဲစကားကိုဝေဖန်မိတာကြောင့်အုံတိုင်းအပြင်ဒရိုက်တာမိုက်တီနဲ့ကျော်ဝင်းထွက်လည်းအဖမ်းခံရပါတယ်။အုံတိုင်းကစူပါလင်းနဲ့တွက်လက်ပါဝင်တဲ့စကားကိုမှပြောမိရကနေအဖမ်းခံရတဲ့သတင်းကထွက်ပေါ်လာခဲ့တာပါ။တစ်ချိန်ကတော့သူတို့၃ယောက်ကအဆင်ပြေခဲ့ပါတယ်။သူတို့ရဲ့ဗီဒီယိုလေးတွေကလူအများကိုစိတ်အပန်းပြင်းမှုပေးနိုင်ခဲ့ပြီးငွေကြေးတွေလည်းအဆင်ပြေလာခဲ့ပါတယ်။အုံတိုင်းကတွက်လက်ကိုဆရာတင်ပြီးဖန်နီကင်းကိုစူးစမ်းခဲ့တာပါ။အုံတိုင်းကငွေတွေစိုက်ထုတ်ပြီးတွက်လက်နဲ့စူပါလင်းကတော့အမှုပညာကိုစိုက်ထုတ်ခဲ့တာဖြစ်ပါတယ်။အောင်မြင်လာပြီးနာမည်ရလာတဲ့နောက်မှာအုံတိုင်းကိုထားပြီးသွားခဲ့ကြပါတယ်။စူပါလင်းနဲ့တွက်လက်ကတော့ခင်လိုင်းရဲ့တပည့်တွေဖြစ်သွားခဲ့ပြီးအုံတိုင်းတယောက်တည်းပဲဟာတာဗီဒီယိုတွေကိုရိုက်ကူးခဲ့ရပါတယ်။အတူတူစူးစမ်းပြီးမဲ့လည်းထွက်သွားကြသူတွေကြောင့်အုံတိုင်းလည်းအနေငယ်တော့ခံစားခဲ့ရပါတယ်။စူပါလင်းနဲ့တွက်လက်ကခင်လိုင်းရဲ့မျက်နှာသာပေးမှုတွေကိုလည်းရရှိလာခဲ့ပြီးနာမည်ရလာပြီးတဲ့နောက်မှာပြောင်းလဲသွားတာတွေအများကြီးရှိပါတယ်။လူအများမသိတဲ့နောက်ကွယ်မှာကိစ္စတွေများစွာရှိနေတာကြောင့်သူတို့၃ယောက်ကပြန်မစုံနိုင်တော့ဘူးလို့တောင်ပြောခဲ့ကြပါသေးတယ်။ဒါပေမဲ့အခုတော့အုံတိုင်းကတွက်လက်တို့ပါဝင်တဲ့ဇာတ်ကားကိုဝေဖန်မိတာကြောင့်အဖမ်းခံရတော့မှဖြစ်ပါတယ်။ရွေးကောက်ပွဲကိုဝေဖန်မိရင်အမြင့်ဆုံးတန်ကိုချမှတ်နိုင်တယ်ဆိုပြီးပြောထားပါတယ်။အုံတိုင်းကသူတင်ခဲ့တဲ့စာလေးကိုပြန်ဖြတ်ခဲ့ပြီးမဲ့လည်းအချို့တွေကတော့မှတ်တမ်းရယူထားနိုင်လို့မမီတော့ပါဘူး။အုံတိုင်းကဖန်နီကင်းကိုစူးစမ်းနေရင်တဝက်မာရင်အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။ဒါကြောင့်အုံတိုင်းတယောက်အဆင်ပြေပါမလားဆိုပြီးပရိသတ်တွေကစိတ်ပူနေကြပါတယ်။အစားမတော်တလို့ဆိုတဲ့အတိုင်း post လေးတစ်ခုကြောင့်အဖမ်းခံလိုက်ရတဲ့အပေါ်ပရိသတ်တို့ရဲ့အမြင်လေးတွေကိုလည်း comment မှာပြောပြပေးခဲ့ကြပါအောင်ရှင်။